အာယတိတံဝရာယနောင်ဒီပြစ်မှုမျိုးမဖြစ်အောင်စောင့်ထိန်ဖို့ရန်အလို့ငါဘုရားတပည့်တော်တောင်းပန်ပါလေအရေးကြီးတဲ့အပိုင်းလေးများဖြစ်ပါတယ်ဟောလားဘဝရဲ့ဖြူစင်ရေးအတွက်တစ်အပြည့်ကိုဘာလို့ရမလဲဝန်ခံရမယ်မိမိလွန်ကျူးတဲ့အပြည့်ကိုဘာလို့ရမလဲကြီးညာရမယ်နာမလွန်ကျူးပါဘူးလို့လည်းပဲဂတိပြုရမယ်တဲ့အဇာရတလောက်သွားတာအဲ့ဒီတော့မှမြတ်စွာဘုရားကအစ္စယံအစ္စယတော်ဒိဋ္ဌဝယတတမံပฏิကရောတိတန်တိမယံပฏิကနာမင်းအပြစ်ကိုပြစ်မှတ်သိလို့ဝန်ခံတဲ့တောင်းပန်တဲ့ဆိုရင်အဲ့ဒီအပြစ်ကိုတို့များသိခံပါတယ်ခွင့်လွှတ်ပါတယ်ဟာ confession နော် confession ဆိုတာဘာလို့လဲဝန်ခံတယ်ပြီးတော့ဘာလို့လဲ apologize တောင်းပန်ခွင့်လွှတ်ပါလို့တောင်းပန်တာရဲ့အပြစ်ရှိတယ်လို့ဝန်ခံတာရဲ့ confession and apologize အဲ့ဒီတစ်ခုလုပ်လိုက်အဲ့ဒီတစ်ခုလုပ်လိုက်တယ်ဆိုရင်မြတ်စွာဘုရားကိုရောမြတ်ကဘာလုပ်ရမလဲဆိုတော့တစ်သိခံခြင်းနဲ့နှစ်ကတော့ခွင့်လွှတ်ခြင်းဘုရားဘက်ကဘာနဲ့ပါလဲဟိသိခံနဲ့ခွင့်လွှတ်တယ်အပြစ်ရှိသူတို့ဘက်ကဘာနဲ့ပါလဲတောင်းပန်ခြင်းနဲ့ဝန်ခံခြင်းဒီလေးချက်ဟန်ချက်ညီရင်ငြိမ်းချမ်းရေးဆိုတာကောင်းကောင်းရတယ်နော်ဇာရတဘဝဘာဖြစ်သွားပြီလဲငြိမ်းချမ်းသွားပြီဒါကြောင့်ဘုရားမိတ်ဟောဒီဟိသမရာဇအရိယတဝိတယေဟေအဇာရတဘယေတို့အရိယပုဂ္ဂိုလ်တို့ရဲ့သာသနာမှာအဲ့ဒီလိုတစ်ဝန်ခံခြင်းနဲ့နှစ်တောင်းပန်ခြင်းဟာဘာဖြစ်ဖို့လဲကြီးပွားဖို့အလားအလာကောင်းသွားပြီအလုံးပြောဝန်ခံခြင်းနဲ့တောင်းပန်ခြင်းလုပ်ကြရဲ့ကြီးပွားဖို့ရှိပါတယ်ဝန်ခံပြီးပြီတောင်းပန်ပြီးပြီလွန်ကျုံမိပါပြီဗျာသိခန္ဓာမူကြပါခင်ဗျာကြောပါရဲ့ခင်ဗျာနောက်တစ်ခါလဲလွန်ကျူးပြန်တာသိခါမှာခင်ဗျာကြောပါရဲ့ခင်ဗျာပြီးတော့လဲလွန်ကျူးတာအဲ့လိုလုပ်နေတော့ကြီးပွားစရာသိမရှိဘူးဟဲ့လားအာတိတံဝရအလုံးရှိဖို့လုံးမယ်နော်အာတိတံဝရဆိုတာနောက်မလွန်ကျူးတော့ဘူးတခါတည်းဆောင်းလျှောက်အဲ့ဒီမှာမြတ်စွာဘုရားမိန့်တဲ့စကားကသိပြီးတော့မှတ်သားပွဲကောင်းခတ္တယံဘိက္ခဝေရာဇာဘုရားကသသမင်းကြီးအကြောင်းအဲ့လောက်ပြောလဲပြီးတော့သံဃာတော်တွေလှည့်ပြောတယ်အဲ့ဒီတစောင်းမုန်းလပြီနေညတော့ကရာဇဂိုကတရေဥယျာဉ်ကြီးထဲမှာဇီဝကရဲ့တရေဥယျာဉ်ကျောင်းကြီးထဲမှာယဟန်900လည်းရှိမိတွေလည်းကြီးထိန်ရောက်ထွန့်ထဘုရင်ကြီးအသိကြောက်နေမှာစိုးလို့ဆိုပြီးတော့လုံခြုံရေးအတွက်ဆင်900နဲ့လည်းရန်ထားမြင်းတက်900ရန်ထားတယ်ယထတက်900ခြေလျင်တက်900အဲ့လိုတက်4တက်လုံခြုံရေးလည်းချတယ်သူ့ဖေသတ်ထားတော့သူကလည်းသူ့ကိုယ်သူစိတ်မချတော့သူ့မှာသားတစ်ယောက်ရှိတယ်ဥဒယဗဒ္ဒသူလဲဥဒယဗဒ္ဒဆိုတဲ့သားကလေးဖယားရှိမှသူအမှတ်ရဘာညာတော့သူကသံဃာရီတွေကြည်သံဃာရီတွေဘုရားရဲ့ရှေ့တော်ဝဲရမှာဘယ်လောက်လဲ900မျက်လွှာချပြီးတော့သံဃာတော်900ကကျောက်စင်းတူလေးတွေလိုပဲငြိမ်ပြီးတော့ထိုင်နေကြအဲ့ဒီငြိမ်နေတဲ့သံဃာ900ကိုကြည့်ပြီးတော့ဘယင်ကလေအဇာရတဘယင်ကငါသားဥဒယဗဒ္ဒကဒီဘုန်းကြီးတွေလိုငြိမ်နေမှကောင်းမယ်သူကဒီလိုသွားတွေးတယ်ဒီသံဃာတော်တွေလိုငြိမ်သောဣန္ဒြေမရှိရင်တော့ငါလည်းပဲဆိုရင်ရတယ်ဇာရတကဘုရားရှိခိုးစိတ်ပူအဲ့ဒီဇာလန်ကသိစိတ်ဝိဇ္ဇဘကောင်းတယ်ရသကြိုးမှာသံဃာအဖေသသံဃာအဖေသသံဃာအဖေသနော်မင်းဆက်80ဒီလိုအာဏာလူဘူးတယ်9ယောက်မြောက်မင်းလက်ထက်ကြတော့မှာဒတိုင်းလုံးတပြီလုံးကကိုင်းกว่าတို့တိုက်ပြီနာမည်ပြက်လာတယ်သံဃာအဖေသနန်းလူတပြီလုံးကဓာတ်တွေလှန်နေခရင်တွေကွာတွေဟိုစူတွေဆောက်တွေမိဖို့ကြောင့်တွေကမိမတွေကလည်းရောင်းမာတွေကြပွေတွေကံပြီးတော့နန်းတော်တွေဝင်ချပြီးတော့နောက်ဆုံးမင်းဆက်ကိုအကုန်လုံးဖြုတ်ပြလိုက်တာအဲ့ဒီတက်ကရာဇဂိုပြက်သွားတာအဲ့ဒါမျိုးရှိဘူးဒီတော့မြတ်စွာဘုရားမင်းနဲ့နောက်ဆုံးစကားကခတ္တယံဘိက္ခဝေရာဇဥပါဒယံဘိက္ခဝေရာဇ
ယဟန်တို့ဒီဘယင်ကြီးဟာသူ့ဘဝကိုသူ့ကိုယ်တိုင်ဖျက်ဆီးပစ်တာသူ့ဘဝကိုငါဘဝပြည့်ပြီဟိုကောင်ဖျက်တာဒီကောင်ဖျက်တာမဟုတ်ဘူးနော်ကိုဘဝကိုယ့်အကိုဖျက်ကြသာဇာယံဘေကဝေရာဇာပိတရံဓမိကရာဇာနာဇိဝိဒါနာဝရပိတထဣမသမယေဝသာသနေဝိရဇံဝိဒမလဓမ္မစေခုံဥပ္ပိစိတ်တထကဲ၍သာဒီဘယင်သည်အဖေကိုမသတ်မိဒီသာသနာမှာပဲငါမျက်မှောက်မှာပဲဓမ္မစက္ခုဉာဏ်ကိုရလိမ့်မယ်ဟေ့အဖေကိုမသတ်မိရင်ဇရဒဘယင်ဘုရားမျက်မှောက်မှာဘာဖြစ်ဓမ္မစက္ခုတရားမျက်လုံးနော်နားလည်လျော်ပြောရင်ဓမ္မစက္ခုနိဗ္ဗာန်ကိုမြင်တဲ့မျက်လုံးကိုသူရအဖေသတ်တဲ့အမှုသာမရှိရင်ဒီဘယင်ဘုရားမျက်မှောက်မှာပဲဘာဖြစ်မှာနိဗ္ဗာန်ဝင်မယ်ပေါ့အဓိပ္ပာယ်နော်ကိုယ်အဖေကိုသတ်လိုက်မိတဲ့ပြစ်မှုကြီးကြောင့်လက်တကန်းရောက်နေတဲ့နိဗ္ဗာန်ဘာဖြစ်သွားလဲ postpone နိဗ္ဗာန် postpone လုပ်လိုက်ရတယ်ခေတ်လို့ပြောရင်ဗါတယ်လေဆိုင်ငံဟုတ်လားနိဗ္ဗာန်ဘာလို့ထားဆိုင်ငံမင်းချက်ချင်းမဝင်တဲ့အောင်ဒီပြစ်မှုရှိတယ်အဲ့ဒါကြပြစ်လွတ်ဖို့အားလုံးအရေးကြီးတယ်ဟုတ်လားနိဗ္ဗာန်ကိုဝင်တော့မဲ့ပုဂ္ဂိုလ်တရားဟောမဝင်တဲ့အောင်တဲ့ဆိုင်ငံဘလောက်ဆိုင်ငံနဲ့အောင်မေးနှစ်သင်ခြေနဲ့ကဘာတသိန်းဆိုင်ငံနိဗ္ဗာန်ဆိုင်ငံထားလိုက်တာအဇရဒဘလောက်လဲနှစ်သင်ခြေကဘာတသိန်းသွားရောကောရမဘုရားသာသနာမှာနိဗ္ဗာန်ဝင်မဲ့ပုဂ္ဂိုလ်တရားရဲ့ဆိုင်ငံသည်ဘလောက်ကြာလဲအားလုံးမဆိုင်ငံစေခြင်းပါဘူးဘုန်းကြီးတို့ကတော့နော်ခမ်းမြတ်ကြီးအကုန်လုံးလွတ်စေခြင်းပါဆိုင်ငံနေပါလေသိမလုံးနဲ့နော်အသက်တန်းကတူတူလေးရအဲ့တော့ဘုရားစာဘုရားကဆက်မိန်အတ္တနာဝအတ္တနံခဏတိဟနတိဘိန္ဒတိကိုဟာကိုယ်တိုင်ဘာလုပ်ကြလဲဖြည့်စည်းကြတာအဲ့ဒါကြောင့်နိဗ္ဗာန်ဆိုင်ငံဖြစ်သွားတယ်နှစ်သိန်းရှိကဘာတသိန်းပါပမိတ်တသံသကိနအယံဝိပတ္တိဇာတော်တဲ့ပါပမိတ်တသံသကိနမိတ်ဆွေယုတ်တည်နဲ့ပေါင်းမိတဲ့အတွက်ကြောင့်အယံဝိပတ္တိဤကဲ့သို့ဘဝပြည့်စည်ခြင်းဟာဇာတော်ဖြစ်ရရတယ်မိတ်ဆွေယုတ်တည်နဲ့ပေါင်းမိခြင်းကြောင့်ဘဝဘာဖြစ်တာပျက်စီးသွားတာ not to associate with the fool ဟုတ်လားအာသဝိနသဘာလနာပေါ်ပေါ်မထင်နဲ့နော် to associate with the wise ပါဏိဒာနိသသေဝနာပေါ်ပေါ်လေးမတွဲနဲ့ဇီဝကရှိလို့ဘာဖြစ်လဲဒီလောက်အကျိုးဖြစ်တာသူချမ်းသာရ now နှစ်သိန်းချေကဘာတသိန်းကြာသောအခါဒီဘယင်ဟာဝိဇိတာဝီဆိုပြီးတော့ပိစိကဗုဒ္ဓဖြစ်အောင်မယ်မြတ်စွာဘုရားရဲ့ဒီသီလသမာဓိပညာအဒီပါတဲ့တရားဒေသနာတော်ကိုနာပြီးတော့ဇာရတရဲ့နှလုံးသားထဲမှာဘောဓိမျိုးစေ့ကိုကျဲသွားပြီတဲ့ဘောဓိဉာဏ်ရဲ့မျိုးစေ့ကိုကျဲပြီးပြီဖြစ်ခြင်းကြောင့်ဘယ်တော့အခါမှာသူဘာဖြစ်မလဲနှစ်သိန်းချေကဘာတသိန်းကြာသောအခါဘာဖြစ်မလဲပိစိကဗုဒ္ဓဖြစ်အောင်မယ်ကဲအဲ့ဒီတော့တပည့်တွေဩကာသတန်ဖိုးရှိပါတယ်ဟုတ်လားဩကာသရဲ့တန်ဖိုးတဲ့ဘယင်နှလုံးစိတ်ဝမ်းဘာဖြစ်သွားလဲအေးချမ်းသွားတယ်အပြစ်ကိုအပြစ်ရှိကြောင်းတောင်းပန်ခြင်းဝန်ချခြင်းကြောခြင်းသည်တစ်နှလုံးစိတ်ဝမ်းဘာဖြစ်ကြောင်းလဲအေးချမ်းကြောင်းလည်းဖြစ်ပါနှစ်ကတော့နောက်အနာဂတ်ကြာမြင့်သောကာလမှာဘာဖြစ်အောင်မှာလဲပိစိကဗုဒ္ဓလည်းဖြစ်နိုင်သေးတယ်ဆိုတော့အနာဂတ်မှာကြီးပွားဖို့အလားအလာတွေလည်းပဲအားလုံးရှိပါတယ်အားလုံးအနာဂတ်လည်းကြီးပွားစေခြင်းပါတယ်နှလုံးစိတ်ဝမ်းလည်းအားလုံးအေးချမ်းစေခြင်းပါတယ်ဩကာသဟာတန်ဖိုးကြီးမားပါတယ်ဒီတော့မဒုရာယဩဇဝန္တိယဓမ္မဒေသနာယသုဒ္ဓကာလတော်ပထာယအလောင်းဩဇာအာနာကြီးမားသောအလောင်းအယတာပြည့်စုံသောမြတ်စွာဘုရား၏ဓမ္မကိုကြားနာရသောအခါမှစ၍ရာဇာမင်းကြီးသည်သူခံအလွန်ချမ်းသာစွာသူပတိအိစေယအဘေဘီဒီ
ဒီတရားနာပြီးတဲ့အချိန်ကစဘယင်ကြီးဘာပါလဲလေချမ်းချမ်းသာသာအိပ်ရပါပြီတဲ့ဤတရားမနာခင်သေးတော့ကတော့ညတိုင်းသူပဲလို့အိမ်မက်တွေမဲ့လူတရားတို့ကလှန်တရားနဲ့ထိုးနေတယ်လို့တညလုံးပေါက်အိမ်မက်မဲ့တာညတိုင်းချမ်းသာစွာမအိပ်ဆက်ရဘူးမဟုတ်လားတရားဒေသနာနာကြပြီးတဲ့အချိန်ကစကုတ်ကုတ်စကိုဗာနဲ့ဖယ်လဲဩဃာသနဲ့ဖယ်တယ်အပြစ်တွေကိုဗာနဲ့ဖယ်လဲဩဃာသနဲ့ဖယ်တယ်ဝန်ခံခြင်းတောင်းပန်ခြင်းဖြင့်ဖယ်လိုက်တယ်အဲ့ဒီဖယ်လိုက်တဲ့ကျေးဇူးနဲ့သူဒီနောက်နှစ်သိန်းရှိကဘာသိန်းကာလမှာဘာဖြစ်မဲ့ဒေစေကဗုဒ္ဓဖြစ်မဲ့မျက်မှောက်ဂေါရမဘုရားသာသနာမှာရမယ်နိဗ္ဗာန်ဒီဘလောက်ဆိုင်ကအပြည့်ရှိရဲ့လို့ဆိုင်ငံရတတ်ပါတယ်အပြည့်ကိုဝန်ချခြင်းတောင်းပန်ခြင်းဖြင့်ဘာကျိုးရှိသလဲဆိုင်ငံပြီးတော့လည်းပဲအဲ့ဒီနိဗ္ဗာန်ကိုဧကံပဲပြန်ရမှာပါပို့ပြီးတော့ကြိုက်စရာကောင်းတာကတော့သုဒ္ဓကာလတော်ပဋ္ဌာယဩဇဝန္တိယဓမ္မဒေသနာယသုဒ္ဓကာလတော်ပဋ္ဌာယဒါလောက်ဩဇာရတ္တပြည့်စုံတဲ့တရားကိုနာမိသောအခါမှစ၍သုခံအလွန်ချမ်းသာစွာသူပတိအိရပါပြီဘယင်ကြီးဘယ်လိုလဲဘာဖြစ်သွားပြီလဲအိမ်မက်ဆိုးတွေမသေးလားချမ်းသာစွာအိရပါပြီတဲ့ဟုတ်လားဩဃာသရဲ့ကျေးဇူးထပ်ပြောရရင်ဇာရတဘယင်အဖေတတ်တဲ့အကုသိုလ်တကယ်ဆိုရင်အဝိဇ္ဇိကရဲ့သွားဖို့ပဲမဟုတ်လားအဝိဇ္ဇိမသွားပါဘူးလောဟကုံပြီးငရဲမှာနှစ်6000ပဲခံရမယ်ဘာလဲဟိလောဟကုံပြီးငရဲမှာနှစ်ပေါအဝိဇ္ဇိသွားရင်ကဘာဆုံးအောင်ခံရမယ်ခုတော့လောဟကုံပြီးမှာနှစ်ဘယ်လောက်လဲဩဃာသလို့ကြောလိုက်တဲ့ကျေးဇူးကြောင့်လျှော့ရက်ဒီအများကြီးရသွားတယ်ဘယ်လောက်လျှော့ကဘာဆုံးအောင်ခံရမယ်အပြစ်ကနှစ်6000ပဲတဲ့မင်းတို့တွေအားလုံးနဲ့ဩဃာသရဲ့ကျေးဇူးနဲ့လျှော့ရက်တွေများများကြီးရစေချင်ပါတယ်နော်ပေါ်ပြီးတော့ကြိုက်ဖို့ကောင်းတာကတော့သုခံသုပတိပဲအားလုံးစိတ်ချမ်းသာကိုချမ်းသာနဲ့ချမ်းချမ်းသာသာဇာသမင်းကြီးလို့ဗါလဲအိပ်ဆက်တော်မူနိုင်ကြပါစေတတ္တဝလောကကြီးတစ်ခုလုံးလည်းပဲချမ်းသာစွာအိပ်ဆက်နိုင်ကြပါစေအကျေတောင်ကြီးကြတဲ့ပုဂ္ဂိုလ်တွေအားလုံးလည်းပဲချမ်းသာစွာအိပ်ဆက်နိုင်ကြပါစေအကျေသားတွေအားလုံးလည်းပဲချမ်းသာစွာအိပ်ဆက်နိုင်ကြပါစေတဲသူပြည်သားလူအများအားလုံးလည်းပဲချမ်းသာစွာအိပ်ဆက်နိုင်ကြပါစေအိုးတကဘာလုံးရှိတဲ့အနန္တစัจ java လာကအနန္တသတ္တဝါတွေအားလုံးချမ်းချမ်းသာသာအိပ်ဆက်နိုင်ကြပါစေလို့ဆုတောင်းပြီးတော့တို့များရဲ့ဟောပြောပဲဏိကုံချုပ်ပါပြီဗျာအားလုံးချမ်းသာစွာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းကဲအားလုံးဆိုဣဒံမေပုံညာဘောရိညာဏတပစ္စယောဟောတုအရှင်ဘုရားဗျာတပိတော်တို့ဤဓမ္မသဝနဓမ္မဒေသနာဤကောင်းမှုသည်ဘောရိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို30ပုံချင်းလီကောင်းသောနတ်လူပြမသတ္တဝါပေါင်းတို့အားအညီအမျှဝေငှပါကောင်း၏ထိုများစွာသတ္တဝါတို့သည်ဤကောင်းမှုကိုဈာတိကြ၍အမြတ်ရ၍ဝန္တာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောအမြတ်ယူတော်မူကြပါကုန်လော
ဆက်လက်ပြီးအစီအစဉ်9ရအခမ်းအနားရုပ်သိမ်းရန်ဖြစ်ပါသည်အရှင်ဘုရားတပည့်တော်တို့ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးသည်မြန်မာနိုင်ငံတော်တွင်သာမကတကမ္ဘာလုံးတွင်နေလပမှာထွန်းတောက်စွာဖြင့်အတော်ရှိကြာတည်တံ့ခိုင်မြဲစေသောငါဗုဒ္ဓသာသနာစိရန်တိဋ္ဌတု၃ကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားရုပ်သိမ်းပေးတော်မူပါရန်ပန်ကြားလျှောက်ထားအပ်ပါသည်အရှင်ဘုရားဗုဒ္ဓသာသနာစိရန်တိဋ္ဌတုဗုဒ္ဓသာသနာစိရန်တိဋ္ဌတုဗုဒ္ဓသာသနာစိရန်တိဋ္ဌတုYeah.